န်စီချင်းကိုခံရပြီးကြောက်ဆောင်တစ်ခုရဲ့အောက်ခြေထိရောက်ရှိသွားခဲ့ပါတယ်လူဆိုးတွေကတ်လာတာကိုမြင်တော့သူမအနေနဲ့လွတ်မြောက်ဖို့လမ်းမရှိတော့တဲ့အတွက်ဒီကြောက်ဆောင်ပေါ်ကိုပဲအကာအကွယ်မဲ့တက်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အနည်းဆုံးတော့ဒါဟာသူမအတွက်အသက်ရှင်တန်နိုင်မဲ့အခွင့်အရေးအနေငယ်ရှိစေတာပေါ့သူမအသေးအတန်စတက်ခါစားမှာပဲလူဆိုးတစ်ယောက်ကသူမနောက်ကိုလိုက်တက်လာပါတယ်ကျန်တဲ့၃ယောက်ကတော့အောက်မှာပဲစောင့်နေခဲ့ရပါတယ်မိန်းကလေးကအစောကြီးကလေးကကြိုတက်နေခဲ့တာဖြစ်ပေမဲ့အဲ့ဒီလူရဲ့တမန်လာတဲ့ခွန်အားကြောင့်သူမကိုအမြန်ပဲမိလာခဲ့ပါတယ်ဒါပေမဲ့သူမကအဲ့ဒီလူကိုကြောက်ဆောင်ပေါ်ကနေအောက်ကိုကန်ချလိုက်ပါတယ်သူ့ရဲ့အယိုးကျိုးသွားတဲ့အော်ဟစ်တန်တွေဟာတကိုယ်လုံးရှုံမြောင်ထဲမှာပဲ့တင်ထက်သွားခဲ့ပါတယ်မိန်းကလေးဟာအခွင့်အရေးကိုအရယူပြီးဆက်တက်ခဲ့ပါတယ်အောက်ကလူဆိုးတွေဟာဒဏ်ရာရသွားတဲ့သူတို့ရဲ့အဖို့ကိုအနီးအနားကတဲအိမ်စီပြန်တယ်သွားဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးသူတို့ဟာသူ့ရဲ့ဒဏ်ရာတွေကိုအမြန်ပဲဆေးထည့်ပေးခဲ့ပြီးမိန်းကလေးကိုဖမ်းဖို့အတွက်သူတို့ရဲ့ကိရိယာတွေကိုယူကာထွက်ခွာလာကြပါတယ်တစ်ဖက်မှာတော့အတော်ကြာအောင်တက်ပြီးနောက်မှာမိန်းကလေးဟာနောက်ဆုံးတော့နားနေနေရတခုကိုရှာတွေ့သွားခဲ့ပါတယ်သူမဟာခွန်အားပြန်ပြေးဖို့အတွက်ကြောဖို့အိတ်ထဲကရေကိုထုတ်တောက်ခဲ့ပြီးတွတ်ဆုပ်မနေပဲပြန်တက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲလူဆိုးတွေဟာတောင်တက်ကိရိယာတွေနဲ့ကြောက်ဆောင်အောက်ခြေကိုရောက်လာကြပါတယ်မိန်းကလေးဟာပုံမူမြင့်မားတဲ့နေရာကိုတက်လန်းနေတာကိုမြင်တော့သူတို့အနေနဲ့အခုချိန်မှာလိုက်တက်ရင်မိမမဟုတ်မှန်းသိတာကြောင့်တောင်ထိပ်ကိုသွားတဲ့ထက်လန်းကနေသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ဟာမိန်းကလေးတောင်ထိပ်ကိုရောက်တဲ့အထိစောင့်ပြီးမှဖမ်းဆီးမှဖြစ်ပါတယ်ဘာအကာအကွယ်ကိရိယာမှမပါတဲ့မိန်းကလေးဟာလမ်းတစ်ဝက်လောက်ကိုရောက်နေပြီဖြစ်ပြီးရုတ်တရက်ဆိုသလိုဘေးနားမှာအစိတ်ပြင်းတဲ့မွေးတကောင်ပေါ်လာခဲ့ပါတယ်သူမထိတ်လန့်သွားခဲ့ပေမဲ့အသက်ရှင်တန်ဖို့အတွက်မျက်စိကိုအမြန်ပိတ်အသက်ပြင်းပြင်းရှူပြီးကြောက်ဆောင်ကိုပဲတင်းတင်းကြပ်ကြပ်ကတ်ထားလိုက်ကမလုပ်ရဲပဲနေခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့မွေဟာဖြည်းဖြည်းချင်းဖြတ်ကျော်သွားခဲ့တာကြောင့်သူမစိတ်သက်သာရာရသွားခဲ့ပါတယ်ဒါပေမဲ့ကြောက်ဆောင်ကိုအကြာကြီးကင်ထားရတာကြောင့်သူမရဲ့လက်တွေဟာအမြန်ပဲထုံကျင်လာခဲ့ပါတယ်တွေးလည်ပတ်မှုကောင်းမွန်စေဖို့လက်တွေကိုခါရမ်းလိုက်ပြီးကြောက်ဆောင်နေရန်ကိုမိကာရေဘူးကိုထုတ်တောက်ခဲ့ပေမဲ့ရေဘူးဟာမတော်တဆအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဒါဟာမိန်းကလေးကိုစိတ်ပြအားငယ်မှုနဲ့ရောက်ရှိသွားစေခဲ့ပါတယ်ရေမရှိတော့တဲ့အတွက်သူမရဲ့အခြေအနေဟာပိုပြီးတော့အန္တရာယ်များလာခဲ့ပါတယ်မိန်းကလေးရဲ့ရေဘူးပြုတ်ကျသွားတာကိုမြင်တဲ့လူဆိုး၃ယောက်ဟာသူမရဲ့အာရုံပြောင်းသွားစေဖို့အတွက်လိုင်းဆိုင်တဲ့ဆဲဆူတန်တွေနဲ့ချက်ချင်းပဲအော်ဟစ်ကြပါတော့တယ်မိန်းကလေးကလည်းချက်ချင်းပဲပြန်လဲတုတ်ပြန်ခဲ့ပြီးတောင်တက်မြေဖြူမုံတွေကိုသုံးကအပေါ်ကိုဆက်တက်ခဲ့ပါတယ်မကြခင်မှာပဲသူမဟာချုံမွနေတဲ့ကြောက်ဆောင်မျက်နှာပြင်စီရောက်လာခဲ့ပါတယ်မိန်းကလေးကင်စရာဘာမှမရှိတော့ပါဘူးသူမအနေနဲ့ဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲအနီးနားမှာကျိုးတစ်ချောင်းဆွဲလောင်းနေတာကိုရုတ်တရက်သတိပြုမိသွားခဲ့ပါတယ်ဒါဟာသူမရဲ့ရည်စားဖြစ်သူရဲ့ကျိုးဖြစ်မှန်းမိန်းကလေးချက်ချင်းပဲမှတ်မိသွားခဲ့ပါတယ်မနေ့ကသူမနဲ့သူမရဲ့ရည်စားဟာဒီနေရာကိုတောင်တက်ဖို့လာခဲ့ကြတာဖြစ်ပြီးသူမရဲ့ရည်စားဟာစွတ်ကိုပြန်ယူဖို့ကြိုးစားရင်းမတော်တဆမီတာ100မြင့်တဲ့ကြောက်ဆောင်ပေါ်ကနေပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်မိန်းကလေးဟာကျိုးကိုလှမ်းကန်ချင်ခဲ့ပေမဲ့သူမရဲ့လက်မောင်တွေဟာတိုလွန်းတဲ့အတွက်မမီခဲ့ပါဘူးကံကောင်းထောက်မစွာနဲ့မိန်းကလေးဟာအဖြေတစ်ခုကိုချက်ချင်းရှာဖွေတွေ့ရှိခဲ့ပါတယ်သူမဟာကြာဘောအိတ်ကိုကိုက်လိုက်ပြီးအနားတက်ကနေတန်ကျိုးတစ်စက်ကိုထုတ်လိုက်ပါတယ်မိန်းကလေးဟာအဲ့ဒီတန်ကျိုးကိုလက်နဲ့ချိတ်ပုံစံကွေးလိုက်ပြီးကျိုးကိုတန်ကျိုးနဲ့လှမ်းချိတ်ဖို့ကြိုးစားခဲ့ပါတယ်အချိန်ချင်းကြိုးစားပြီးနောက်မှာတော့သူမဟာကျိုးကိုအောင်မြင်စွာချိတ်နိုင်ခဲ့ပေမဲ့ပြဿနာအသစ်တစ်ခုပေါ်လာပြန်ပါတယ်ကျိုးနဲ့အခြားတစ်ဖက်ကကြောက်ဆောင်ကြားမှာဟာကွက်တစ်ခုရှိနေစေဖြစ်ပါတယ်ဒီလိုအရေးကြီးတဲ့အချိန်မှာပဲမိန်းကလေးဟာသူမရဲ့ရည်စားတင်ပေးခဲ့ဘူးတဲ့တောင်တနီစနစ်တစ်ခုကိုရုတ်တရက်မှတ်မိသွားခဲ့တာကြောင့်တက်ပြင်းပြင်းရှူပြီးအခြားတစ်ဖက်ကိုရဲရဲဝံဝံလှမ်းခုန်လိုက်ပါတယ်သူမဟာကံကောင်းထောက်မစွာနဲ့ကြောက်ဆောင်ပေါ်ကကိုင်စရာနေရာကိုလှမ်းကင်နိုင်ခဲ့ပါတယ်မိန်းကလေးဟာဘေးအန္တရာယ်ကနေယာယီလွတ်မြောက်သွားခဲ့ပေမဲ့အဲ့ဒီလူဆိုး၃ယောက်ဟာဘေးလန်းကနေတောင်ထိပ်ကိုရောက်ရှိနေပြီဖြစ်မှန်းသူမမသိရှာပါဘူးပြီးတော့လူဆိုးတွေရဲ့အတန်တွေကိုလည်းသူမကြားနေရပါပြီမိန်းကလေးဟာလူဆိုးတွေလက်ကနေနောက်ဆုံးမှလွတ်မြောက်သွားနိုင်မယ်လို့တင်ထင်ပါသလား